ကားသမားဆိုတာရိုးရိုးရှင်းရှင်းနဲ့ဘဝကိုဖြတ်သန်းနိုင်မှုလိုတယ်အနေများတာသိအရင်းနှီးများတာသိရောစားများတာလည်းသိတယ်ဒါပေမဲ့ဝါသနာနဲ့လက်တွေ့တစ်ထက်သေးကြနေဖြစ်တည်နေရတဲ့ကားသမားဘဝဆိုတာကျွန်တော်ကြည်နပ်တယ်လူများရဲ့အမြင်မှာပုံသေးကားချက်တွက်ထားတယ်ကားသမားဆိုတာနှစ်လို့ကြွယ်ရမရှိဘူးကျွန်တော်တို့ကတော့ကားသမားဘဝတန်မိုးထားတယ်မြင်နိုးတယ်တစ်ချင်းချင်းဘောင်းစရာကားမရှိတော့ခဲ့ရင်ကားစရာဆိုတဲ့နာကားတစ်ခုမြတ်တနိုးနဲ့သိမ်းထားနေအောင်ရှင်မောင်းနေတယ်ကျွန်တော်လည်းပါတယ်